Dile padetaya narota penyo siddham pinyesa bhavayam Dile padetaya narota penyo siddham pinyesa bhavayam Adapi nipako bhikkhu do imam vizadaye zadam Narapoko pito penyo dihi paritane pinyashi do Adapi kilitaro long juan zita do long la shito Nipako aya alongo adisi tita do Parihariya pinyashito Yo bhikkhu ajayanti tile sadu paritila nai Padethaya diwi siddhinsa tamari sikko lakaw Binyesa vipaddana pinya ko lakaw Awaham ne binyesa vipaddana pinya ko lakaw Bhavayam phisi wa pwamya ito bhikkhu doyanti Ima saddam idana di huto ashok phwe ko Vizadaye phishin nai Tila koအခြေခံထားတဲ့ပညာလေးရှိတယ်တမာတိတွေကလည်းတည်တယ်ပညာတွေကလည်းပွားများပြီးတော့သီလအခြေခံထားတဲ့တမာတိပညာတွေကနေပြီးတော့ပြည့်စုံပြီးတော့နေတဲ့အရာတွေအဲ့ဒီတရားကိုဒီဇိုင်းမမကျူးစာအားထုတ်လိုက်တဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ဘဝကိုယ်အကြောင်းကိုယ့်ရဲ့အကျိုးကြောင်းကိုသိတဲ့အပြင်ပြန်လည်စဉ်းစားကြည့်လိုက်တဲ့အခါမှာသီလဆိုတဲ့ foundation ကခိုင်မာတဲ့အတွက်ကြောင့်အဲ့ဒီသီလခြေခံထားတဲ့ပညာနဲ့စိတ်ကိုတမာတိစိတ်ကိုတီတီကြည်ကြည်ပွားများအထုတ်ပြီးတော့နေတဲ့အခါသူ့ရဲ့တဏ္ဍာမှာရှိလာတဲ့ဝိပဿနာပညာအဲ့ဒီပညာနဲ့ကြိုးစားအထုတ်ကျင့်ကြံကြိုးကုပ်လိုက်တဲ့အခါအဲ့ဒီပုဂ္ဂိုလ်အရှုပ်ထဲမှာရှင်းအောင်နေပြီးအရှင်းဘက်ကိုဥတည်ပြီးတော့အရှုပ်တွေကိုရှင်းနေတဲ့ပုဂ္ဂိုလ်အရှုပ်ထဲမှာရှင်းအောင်နေတတ်တဲ့ပုဂ္ဂိုလ်ရဲ့လို့မြတ်ဗုဒ္ဓဟောတော်မူပါတယ်